အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့တော့ EVE ထဲမှာပေါ့နော်ကျွန်တော်တို့ Cisco iOS တွေဘယ်လို app ထည့်လဲဆိုတဲ့ဟာကိုကျွန်တော် tutorial လေးကိုနော်ဒီခါလေးလိုက်ညွှန်ပေးပါမယ်နော်အဲဆိုရင်အရင်ဆုံးကျွန်တော်တို့ကတော့ဒါကိုပြီးခဲ့တဲ့ tutorial မှာကျွန်တော် EVE ကို installation လုပ်ပြတာပြီပေါ့နော်အဲဆို EVE OS ကိုဖွင့်တာပေါ့နော်သူ့ကိုလုပ်ဖို့အတွက်အဓိကဘာတွေလုပ်မလဲဆိုတော့ကျွန်တော်တို့နော်ခုနက Cisco iOS နော် image ကိုလည်း download လုပ်ထားမယ်ပြီးတော့ကျွန်တော်ပြီးရင် Putty software လေးလုပ်မယ်နောက်တစ်ခုကတော့ FileZilla software လေးလုပ်မယ်ပေါ့နော်ဒီ software လေးနှစ်ခုအသုံးပြုအောင်ပေါ့နော်ပြီးရင်ထပ်ပြီးတော့ဘာတွေရှိအောင်လဲဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ဒီသူ့ရဲ့ခုနကကျွန်တော်တို့ FileZilla နဲ့ဝင်ပြီးတော့သူ့ရဲ့ဒီ OPT အောက်ကနော် blue အောက်က OPT အောက်ကဒီ left က add on နဲ့ dynamic တွေကိုကျွန်တော် OS image ကိုတွတ်ထည့်အောင်ပေါ့နော် router iOS ပြီးရင်ကျွန်တော်တို့ကဒါ FileZilla နဲ့ဝင်ပြီးတော့ထည့်မယ်ပြီးရင်နောက်တစ်ခုကတော့အောက်ကဒီ command လေးကိုတော့ကျွန်တော်ပါပါ Putty နဲ့ဝင်ပြီးတော့ဒီ command လေးကိုရိုက်ပြအောင်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်အရင်ဆုံးဘာအောင်လုပ်မလဲဆိုတော့ကျွန်တော်တို့ FileZilla ကိုအရင်ဖွင့်လိုက်မယ်နော် FileZilla ကိုတော့ဒီ tutorial လေးလာတဲ့လူတွေကတော့နော် FileZilla နဲ့ Putty တို့ကတော့နည်းနည်းလေးကိုရှာပြီးထောင်းလို့လိုက်ပေါ့နော်တိတ်တော့မခက်ပါဘူးကဲဒါဆိုရင်ကျွန်တော်ဒီမှာကတော့ကျွန်တော်ရဲ့ Cisco iOS image ကျွန်တော် head disk တွေရအောင်နော်ဒီမှာရှင်းအောင်မျက်စိလေးမြင်အောင်ပြပြီနော်ကျွန်တော် head disk ကိုကျွန်တော် Cisco iOS image နော်ဒီနော် iOS C9200 လောက်တာ iOS image ကိုကျွန်တော် download လာပြီး file set နဲ့တင်ပြပါအောင်နော်89 MB လောက် okay ဒီအောင် image ကိုရင် download လုပ်တာပေါ့ကဲပြီးရင်တော့ကျွန်တော်တို့က Putty နဲ့ဝင်မယ်ဘယ်လိုဝင်မလဲဆိုတော့ file နဲ့တွားလိုက်ကျွန်တော်တို့ကျွန်တော်ဒီမှာတော့ site manager လေးကျွန်တော်တွားလိုက်မယ်နော် site manager ထဲမှာကျွန်တော်ပြရင်ကျွန်တော်တို့ဒီမှာ Putty လေးကိုကျွန်တော်နာမည်ပေးတာနော် EPP ဒီမှာနော် FTP SSH transfer protocol ရွေးမယ်ပြီးရင်ကျွန်တော်တို့ရဲ့နော်ဒီ EVE ရဲ့ OS ရဲ့ IP ပြီးရင်သူ့ကိုကျွန်တော်တို့ normal တွင် password ကိုထည့်ပြရအောင်နော် password ကတော့ကျွန်တော်တို့ root password နော်ကျွန်တော်တို့ okay ဒါဆိုရင်ခုနကနော် okay ဒါဆိုရင်ကျွန်တော် password ဝင်လို့ဆိုရင်ကျွန်တော် password ကိုကျွန်တော်လိုက် okay ဒါဆိုရင်ဒီမှာသူ့ရဲ့ root အောက်ထဲကိုရောက်ပြီနော်ဒါကကျွန်တော်ဘယ်ထဲဝင်သွားလဲဆိုတော့ EVE တွေကိုနော်ကျွန်တော်တို့ဒါပါလဲဟိုနော် FTP နဲ့ဝင်လိုက်တာ okay ဝင်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ခုနကဒီလမ်းကြောင်းလေးတွားရှာပါနော် okay ဒီလမ်းကြောင်းလေးရှာမယ်ဆိုတော့ကျွန်တော်ဒီမှာဆောင်းလေးဖွင့်လိုက်မယ်ဒီမှာ page ဆိုတဲ့လမ်းကြောင်းလေးကျွန်တော်ထောက်လိုက်တာဆိုရင်ဒီလမ်းကြောင်းလေးရောက်ပါ okay နော်ကဲဒါဆိုရင်ဒီလမ်းကြောင်းလေးရောက်ပါပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီမှာ router ကိုထည့်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာထည့်ထားပြီးတော့ router လေးရှိပြီလားပေါ့နော်အဲကောင်လေးကျွန်တော်တို့ဒါလေးဖြတ်ချင်တယ်ဆိုရင်ကျွန်တော်က delete နဲ့ကျွန်တော်ဖြတ်လိုက် okay ပြတ်သွားကဲဒါဆိုရင်ကျွန်တော်က router ကိုထည့်မယ်ဘယ်လိုထည့်မလဲဆိုတော့ကျွန်တော်ဒီ router လေးကိုနော်ဒီမှာကျွန်တော်တို့ဒီဘက်က router လေးကိုဒီတိုင်းပဲဆွဲပြီးတော့ copy ပုံစံလုပ်ထည့်ဒါဆိုရင်တော့သူ file transfer လုပ်တာနည်းနည်းလေးတော့စောင့်ပြရအောင်နော်okay ဒါဆိုရင်တော့ဒီမှာ file transfer finish ဆိုပြီးအောက်မှာပြနော် okay ဒါဆိုရင်သူရောက်ပါကဲရောက်သွားပြီဆိုရင်သူရောက်သွားတဲ့ဟာကိုကျွန်တော်တို့ကဒီ OS ကိုနော်ကျွန်တော်သူလမ်းကြောင်းမလွဲစင်တော့နော်ကျွန်တော်အခုက add on ထဲမှာတော့လမ်းကြောင်းတွေအများကြီးရှိ commute ရှိတယ် iOS ရှိတယ်တခြားဟာတွေပေါ့နော်ကျွန်တော်တို့ကဘယ်လဲဆိုတော့အခုက dynamic တွေကိုတွားတယ်နော် okay သူရဲ့ image ကလည်းကျွန်တော်တို့ကလည်းဒီမှာ .image နဲ့အဆုံးတယ်နော် extension by define ကို download မှန်အောင်ဆွဲပါနော် okay ဒီကောင်ရပြီဆိုရင်ကျွန်တော်တို့ကခုန Putty နဲ့လည်းဝင်ပြီးတော့လည်းလုံးဝစရာ setting တွေရှိတယ်ခုန command အကြောင်းကို FF ရောက်ရိုက်ပြီ okay ဒါဆိုရင်ကျွန်တော် Putty နဲ့ဝင်မယ်သူရဲ့ IP လေးကိုနော် file.tf နဲ့ဝင်okay ဒါဆိုရင် login ကြာပြီဒါဆိုရင်ကျွန်တော်ကတော့ okay ဒါဆိုရောက်သွားပြီဒါကျွန်တော်တို့ကကျွန်တော်ပြောသူဒါ Ubuntu ပြတဲ့ CD space center ထဲမှာ ls နဲ့ကြည့်မယ်ဆိုတော့နော်ဒါ blue အောက်တွေရောက်ပြီ okay ဒါဆိုရင်ကျွန်တော်တို့ကဒီထဲမှာဘယ်လေ command လေးကို run ပြီးမလဲဆိုတော့ကျွန်တော်ခုနပြောသလိုခုန command လေးကိုကျွန်တော် run လိုက်ပါနော်ဒါ blue အောက်က OPT အောက်ကဒီလမ်းကြောင်းကိုကျွန်တော်ခုနတွင် image တွေ effect ဖြစ်သွားအောင်ကျွန်တော်တက်တယ် okay ပြီကဲဒါဆိုရင်တော့effect ဖြစ်သွားပြီနော် okay ဒါဆိုရင်ကျွန်တော်တို့ရောက်မရောက်ကျွန်တော်တို့ဒီ video ဝင်ကြည့်အောင်ကျွန်တော်တို့အဲဆို browser နဲ့ခေါ်လိုက်မယ်နော် file.tf အောင်ကျွန်တော်လိုက် okay ဆိုရင် AV ရဲ့ password နဲ့ password နဲ့ကျွန်တော်ပြောင်းအောင်လုပ်ဆို okay ရောက်သွားရောက်ပါဆိုရင်ကျွန်တော်ဒီမှာ left တယ်တော့ကျွန်တော် left အလုပ်တစ်ခုလောက်ကျွန်တော်လုပ်တာ okay ခဏလောက် close left ဆိုထားအဲဒါဆိုတော့ကျွန်တော် left တယ်ဒါဆိုရင်ကျွန်တော်ဒီ left တွေကို open နဲ့ဝင်လိုက်
ကဲ router တစ်ခုထည့်တော့မဆိုရင်ကျွန်တော်ပြီးခဲ့တဲ့ပတ်တော့ကျွန်တော်ပြောနေနော်ဒါတော့ right click ပဲရတော့ note တက်တော့ note တက်တော့ဒီမှာကျရင်တော့ OS ရ main နေတဲ့ဆိုတော့အော်ဒီမှာကျွန်တော်ထည့်လိုက်တဲ့ C9 နဲ့တိုင်းနေ router လေးရနော်ဘိုးလက်တာလေးနဲ့ပြောက်ကျွန်တော် okay ဒါဆိုရင်ဒီ router လေးကိုကျွန်တော် select လိုက် router လေးကို select မှတ်လိုက်မယ် select မှတ်လိုက်တာ router ရဲ့ image တွေပြီးတော့သူ့ရဲ့ router မှာပါတဲ့ interface နော် interface တွေဘယ်နှခုထည့်နေတဲ့ slot တွေနော်ကျွန်တော်တို့ဒီမှာအဆင်ပြေထားလို့ရွှေ့လိုက်ကဲဒီမှာ router RAM block ပေးချင်တယ်ပေါ့နော်ဒီအောက်ဆင်းပြီးတော့ connection နဲ့ဟာလေးကဲ save okay ပြီးရင်ကျွန်တော်တို့ router လေးကိုပြီးရင် PC လုံးနဲ့ချိချင်ပါနော် note တွေကကျွန်တော်ဟိုပါနော် virtual PC လေးပဲရွှေ့ရတယ် okay ဒီ PC လေး okay ဒီ PC လေးနဲ့ချိန်မယ်ဆိုတော့ကျွန်တော်တို့ကrouter မှာ cable လေးကိုဆွဲလိုက်မယ်ပြီးရင် PC ကို connect လုပ်တယ်ကဲ connect လုပ်ရင်မှာဒီမှာတော့ပို့ပြီးတော့ရိုးရှင်းတာပေါ့နော်ကျွန်တော်ဂျင်နဲ့3တို့မှာဆိုတော့ port ကိုပြနေတယ်ပေါ့နော် port ဘယ်လောက်ကနေချိန်မယ်ဒီမှာကျတော့ဒီမှာရွှေ့ရအောင်ပေါ့နော်ကိုကဒီမှာကိုပေးထားတဲ့ interface port ကိုမှန်အောင်ပြီးပေါ့နော် first ethernet လား EC3 ရနော် ethernet လား first ဒါ first နဲ့ 0/0 ပဲဆို0/0 ချိန်မယ်ဒါကတော့နော် PC ရဲ့ IP တောင်တော့ okay အဲ့ဒါဆိုရင်တော့ဒီကောင်လေးကိုစပြီးတော့ run မယ်ဆိုတော့ကိုစပြီးတော့ select မှလိုက်ပြီးကျွန်တော်နော် select တဲ့ဆိုတော့ okay ဒါဆိုစပြီးတော့ run okay ဒါဆို run နေဟို router ရဲ့ console တွေကျွန်တော်ဘယ်လိုဝင်ကြည့်မလဲကြည့်အောင်နော် right click နှိပ်လိုက် right click နှိပ်လို့ဒီဟာလေးကို click ချက်ပဲနှိပ်လိုက်အောင်နော် click ချက်နှိပ်လိုက်ရင်ကျွန်တော် left click နဲ့ click ချက်နှိပ်လိုက်မှာနော် open မှာ telnet protocol နဲ့ပွင့်မယ်ဒါဆိုကျွန်တော် telnet protocol နဲ့ပွင့်တယ်ဒါဆိုရင်ဒီမှာ router ရဲ့ protocol run နေဒါဆိုရင် initially နော်ကျွန်တော်တို့ load နှိပ်လိုက် okay ခဏလေးစောင့်နော် router loading run နေဒါဆိုရင်တော့ဒီမှာ router run နေပြီပေါ့နော်ကျွန်တော်တို့ဒီမှာ show machine ကြည့်ကြအောင် okay နော်ဒါဆိုရင် router ရဲ့ version မြင်နေရတယ် okay ဒီလောက်ဆိုရင်တော့ left လုံးမဲ့နော် left လုံးမဲ့ဒီနေ့အတွက်တော့အဆင်ပြေလာပါတော့ဒါ router iOS image ကိုကျွန်တော်ဒီ YouTube ရဲ့နော်ဒီ tutorial ရဲ့ description အောက်မှာလည်းကျွန်တော် download link ကိုထည့်ပေးတာနော်အကုန်လုံးအဆင်ပြေအောင် okay အရင်တော့ကျွန်တော်ပြောသလိုကိုမှာ file စီလာလည်းရှိရမယ်ခုန putty နဲ့login ဝင်ပြီးတုံးပြရအောင်နော် okay နော်ကြည့်ရှုလေးအားလုံးအထူးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီမှာလည်း tutorial လေးကိုနားယူလိုက်နော်